သမီးကတော့ဆရာအများကြီးနဲ့တင်ဘူးဆရာမနဲ့မှကြိုက်တယ်လို့ဆိုဆရာမနဲ့သမီးနဲ့တင်တယ်ဆိုရင် ဘယ်လိုကြိုက်တာလဲသားဆောင်ကြည့် တခြားတွေနဲ့ဆိုသမီးအဲ့ဒီနေရာဆုံးတင်ဘူးလေမလုံချင်ဘူးလုံလည်းမလုံနိုင်ဘူးပေါ့တချို့တွေဆိုရင်အဲ့လည်းနေတူစကားအဲ့လောက်ရန်အပြောကကောင်းနေတာပဲဘာလို့ဆက်ပြီးတော့ထပ်ထပ်အောင်မလဲဆိုဟုတ်ဘူးလို့အခုဆိုပြောနိုင်အောင်ပြင်လဲဒီငါဒီတန်းအောင်တက်ခဲ့တာပါညာပေါ့အဲ့လိုတခုပြောတာအရင်တော့ဒီရဲ့ online class ကိုသင်ဖို့အရင်ကြောက်တာ online class ကြီးဖြစ်ပါမလားပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာလောက်ရှင်းကတပီအဲ့ပေါ်ရွတ်နေတဲ့အချိန်မှာတပီမလိုက်နိုင်ဘူးလေမလိုက်နိုင်တော့လောက်ရှင်းဒီလိုဆိုတော့မဖြစ်ဘူးတော့ဆိုပြီးအတန်းထဲမှာအဲ့ဒါASK ကတော့3ရက်လောက်ပဲလောက်ပြီးရှိတာဒီလိုတော့မဖြစ်ဘူးတော့အဲ့လိုပြောပြီးတနေ့ကလေးဒီတနေ့တော့အဲ့ဒါပဲလုပ်တာတနေ့အတန်းကိုထိုင်ဆောင်ညပြီးတော့မှညရောက်တော့တက်ပြောတာလောက်ရှင်းအဲ့အတန်းထဲမှာချီးကျူးရလေနောက်ခါကျရင်ညီမလေးခင်ပြောလို့ပြောရမယ်တော့ဆိုအဲ့မှာအရင်ဝမ်းတာတော့စာလုပ်ချင်တော့